ဟုတ်ပြီကျွန်တော် view file မှာပြထားတဲ့အတိုင်းပဲကကြီးရဲ့လက်တကြွယ်ရဲ့လက်ဆက်ကဒုတိယအဆင့်လက်ညှိုးရဲ့အောက်ဆုံးအဆင့်မှာကကြီးထားမယ်နော်နောက်ပြီးရင်ကကြီးကိုမှန်မှန်လေးပဲတစ်ချက်ရှင်းရမယ်နော်ပြီးရင်သားကြရင်ကကြီးကိုပြန်မှောက်ရက်ကကြီးညှက်မယ်အဲ့ဒီနေရာမှာကကြီးကဒေါင်းမှန်ဒီဂရီဖြစ်နေရမယ်နော်90ဒီဂရီဒါမျိုးတစ်ချက်ရှင်းရမယ်ကိုကလက်လေးချောင်းကတုပ်လို့မရဘူးနော်လုံးဝလက်မှတ်တစ်ချောင်းနဲ့ပဲတုပ်အောင်နော်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ channel လေးဖြစ်မယ်တလမာလာ channel ကိုနောက်ဆုံးတရက်ကနေစညက်မယ်နော်တရက်ကနေပြီးဟောက်ကလက်ကလုံးဝမတုပ်အောင်ညက်မယ်ဒီလိုပေါ့ channel ကိုပုံမှန်ပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီစာလေးခောက်မယ်နော်ဟုတ်ပြီတရက်ချင်းညက်မယ်ရှင်းလာရအောင်ဒီတရက်ကုန်ပြီလို့ရှိရင်တော့ကျွန်တော်တို့ကိုလက်နိုင်တဲ့လောက်ကိုchannel ကိုတစ်ရွက်တော့မဟုတ်နှစ်ရွက်ထပ်မယ်နော်နှစ်ရွက်ထပ်မယ်သုံးရွက်ထပ်ပြီးညက်မယ်လေးရွက်ထပ်ပြီးညက်မယ်နောက်ပိုင်းကိုလက်တန်ရင်10ရွက်12ရွက်14ရွက်အဲ့လိုမျိုးထပ်ပြီးတော့ကျွန်တော်တို့ညက်မယ်နော်သတင်းစာကိုင်းတဲ့ပုံစံတော့ view file တွေကအတိုင်းပဲတခြားလေးကိုင်းမယ်နော်ဟုတ်ကဲ့ကကြီးကိုင်းတဲ့အနေထားကလည်းလုံးဝ position ကဒီ position တိုင်းပဲဖြစ်နေရမယ်နော်ချက်တိုင်းဖြစ်တဲ့အတိုင်းမှာကကြီးရဲ့ဖြတ်ပုံကဒီပုံစံတိုင်းပဲ position ကဒီတိုင်းလေးပဲသွားရမယ်နော်ဟုတ်ကဲ့ကျွန်တော်တို့သတင်းစာဖြစ်တဲ့အချိန်မှာလည်းကျွန်တော်တို့လက်မရဲ့အားကိုပဲအဓိကအဖြစ်သုံးမယ်နော်ဘောကလေးလေးချောင်းကပုံစံအသေးပဲထားမယ်နော်အောက်ကလက်မတစ်ချောင်းနဲ့ပဲလက်မရဲ့အားကိုပဲသုံးမယ်နော်နောက်လက်မအားကိုအဓိကထားပြီးတော့သုံးပြီးတော့ဖြတ်မယ်နော်ညက်ပြီးတော့တဲ့ညက်စာလေးတွေကညီနေရမယ်နော်ပြီးရင်ကိုလက်တန်ရင်တန်တယ်လို့သတင်းစာကို10ရွက်12ရွက်တိုးပြီးတော့ပဲညက်သွားမယ်